အားလုံးပဲမင်္ဂလာပါ Explore with Jasmine Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆီယာမနိုင်နိုင်စနေရဲ့အချိန်နဲ့အတူပျောက်ကွယ်သွားတဲ့စူးဆိုတဲ့စာအုပ်ထဲကနေမာတိကာ6စိတ်ကူးအိမ်မက်တောင်ပန်ကိုဖြန်းလို့ဆိုတဲ့အကြောင်းအရာလေးကို Jasmine ကဖတ်ပြပေးချင်ပါတယ်ကြီးလာရင်ဘာလုပ်ချင်လဲမင်းရဲ့စိတ်ကူးအိမ်မက်ကဘာလဲလို့ငယ်ငယ်တုန်းကအမေးခံရတဲ့အခါတိုင်းသိပ္ပံပညာရှင်လုပ်မယ်ပကြီးဆရာလုပ်မယ်လင်းရင်မယ်လုပ်မယ်လို့ကျမတို့တွေအထိုက်အလျောက်ဖြေတတ်ခဲ့ကြတယ်အခုအချိန်မှာပြန်ပြောင်းတွေးကြည့်မယ်ဆိုရင်ငယ်ရွယ်နုပြိုစင်မှာရှိခဲ့တဲ့စိတ်ကူးအိမ်မက်ဟာလဲတိတ်ကြီးကျယ်တာပဲလို့ထင်မိတာပေါ့အရွယ်ရောက်လာတဲ့အချိန်ငယ်ဘဝစိတ်ကူးအိမ်မက်ကိုအကောင်ထဲပေါ်နိုင်တဲ့သူအနှဲငယ်ပဲရှိကောင်းရှိမယ်ဆိုပေမဲ့ဒါဟာစိတ်ကူးအိမ်မက်တွေကယုတ်တိမရှိဘူးလို့မဆိုလိုပါဘူးစိတ်ကူးအိမ်မက်ကရှိရမယ်မတော်တဆများအကောင်အထည်ပေါ်သွားရင်ကိုဆိုတဲ့စကားကိုတေချာခံစားကြည့်တော့လေနတ်နဲတဲ့အဓိပ္ပာယ်ကိုတွေ့ရတယ်စိတ်ကူးအိမ်မက်ကမြူးကြွတဲ့အတွေးဖြစ်ပြီးအတွေးတွေကစံနာကိုလှုပ်ဆော်ပေးတဲ့လုပ်ရက်တွေဖြစ်တယ်စိတ်ကူးအိမ်မက်ကအိမ်မက်နဲ့အတွေးတို့ရဲ့ပေါင်းစပ်မှုဖြစ်တယ်စိတ်ကူးအိမ်မက်ကကျမတို့ကိုရှေ့ကိုတိုးတက်စေတဲ့တွန်းလှပ်ဖြစ်တယ်လူအသက်ကအကန့်အသတ်ရှိတယ်ဒါကိုသေချာသိထားရပါမယ်ဒီနေ့မှာကျမတို့တွေအိုမင်းကြမယ်စီကားနေတဲ့ဒီလောကကြီးကနေထွက်သွားရပါလိမ့်မယ်အဲ့ဒါဆိုရင်ရှင်သန်နေတဲ့ဒီနှစ်တွေအတွင်းမှာဘလို့ဘဝမျိုးဖြတ်တန်းမလဲဆိုတာကလေးလေးနက်နက်တွေးတောရမယ်ပုံစံတစ်ပုဒ်ဖြစ်လာပါပြီရှင်သန်နေတဲ့ဒီနှစ်တွေအတွင်းဘဝကိုဘလို့ပဲဖြတ်တန်းနောက်ဆုံးတော့ကျမတို့တွေအိုကြရမှာပါဘာဖြစ်လို့မြန်ဒီလောက်တောင်စ조사ပြီးရုန်းကန်နေရမလဲလို့လူတချို့ကပြောကောင်းပြောကြပါလိမ့်မယ်တချို့လူတွေကြတော့လေကိုပိုင်ဆိုင်တဲ့အချိန်အကန့်အသတ်ကိုပဲသေချာတန်ဖိုးထားကြပြီးတော့ပိုအကျိုးရှိမယ်ထင်တဲ့အလုပ်တွေကိုစ조사လုပ်ကြတယ်အိမ်မက်တွေကိုအကောင့်ထဲပေါ်ကြတယ်ရုန်းကန်ကြမယ်ရင်ဆိုင်ကြမယ်ကိုနဲ့သက်ဆိုင်တဲ့ထူးခြားစမ်းကြဲတဲ့ဘဝတစ်ခုကိုရှင်သန်ပြစ်မယ်လို့ပြောကောင်းပြောကြမယ်ဘဝကဘာအတွက်လဲဘဝကတောက်လောင်မှုအတွက်ပဲဖြစ်တယ်အေးဆေးဆေးတက်တောက်တက်တာဖြတ်တန်းဖို့မဟုတ်ဘူးအဲ့ဒါဆိုရင်စိတ်ကူးအိမ်မက်ဆိုတာကရောဘာပါလဲစိတ်ကူးအိမ်မက်ဆိုတာမီးပဲဖြစ်တယ်ဘဝရဲ့စိတ်အားထက်သန်မှုကိုထွန်းညှိပေးတဲ့အရာပါစိတ်ကူးအိမ်မက်ကအလင်းဖြစ်တယ်ဘဝရဲ့အမှောင်ကိုထွန်းလင်းပေးတယ်စိတ်ကူးအိမ်မက်ကရေဖြစ်တယ်ဘဝရဲ့အညစ်အကြေးတွေကိုစေကြောတန့်စင်ပေးတယ်စိတ်ကူးအိမ်မက်ကကြဲတာယာဖြစ်တယ်ဘဝရဲ့ရှေ့ဆက်လမ်းကိုလမ်းညွှန်ပေးတယ်လူတိုင်းဒါမှမဟုတ်တချို့သောလူတွေမှာစိတ်ကူးအိမ်မက်တွေရှိကြတယ်မိတ်ဆွေတို့မှာလည်းရှိရင်ကျေးဇူးပြုပြီး
မလွတ်တမ်းကိုယ့်ရဲ့စိတ်ကူးအိမ်မက်တွေကိုစုပ်ကင်ထားပေးပါမစွန့်ပစ်ပါနဲ့ရှည်လျားတဲ့လူဘဝခရီးလမ်းမှာအခက်အခဲပေါင်းများစွာဆင်းရဲဒုက္ခမျိုးစုံစမ်းသပ်မှုမျိုးစုံတွေနဲ့တွေ့ကြုံရတတ်ပါတယ်အဲ့ဒီအခါမှာကံတရားကိုပဲအပြစ်တင်ပတ်ဝန်းကျင်ကိုရှုတ်ချလဲအရာမရောက်နိုင်ပါဘူးဒါကြောင့်စိတ်ကူးအိမ်မက်ကိုအတောင်မှန်တမ်းမှဆင်းရဲဒုက္ခကနေလွတ်မြောက်နိုင်မှာပဲဖြစ်ပါတယ်ကိုတာလွန်ကြော်လွန်နိုင်မှာဖြစ်တယ်ကိုနဲ့သက်ဆိုင်တဲ့ဘဝတစ်ခုကိုအရေးအသွေးစုံစုံလင်လင်နဲ့ဖူးပွင့်နိုင်မှာပဲဖြစ်ပါတယ်နားထောင်ပေးကြတဲ့ Jasmine ရဲ့ပရိသတ်တူတယောက်ချင်းစီတိုင်းကို Jasmine ကကျေးဇူးများကြီးတင်ပါတယ်